ကယ်၍တတိယကမ္ဘာစစ်ဖြစ်ပွားခဲ့မယ်နျူကလ িয়ার လက်နက်တွေနဲ့အပြိုင်အဆိုင်ကျဲကြမယ်ဆိုရင်ကမ္ဘာကြီးဟာပျက်စီးသွားနိုင်ပါတယ်ဒါပေမဲ့ဒီကမ္ဘာပေါ်မှာချင်ကြံနိုင်တဲ့သက်ရှိတွေကတော့ကြံနေအောင်ပါပဲအဲ့ဒီသက်ရှိကဘာကောင်ဖြစ်မလဲလီဘီနိုမှာကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့မှာတော့စူပါဆွမ်းအင်ရှိတဲ့ပိုးဟက်တွေအကြောင်းကိုတင်ဆက်သွားမှာပဲဖြစ်ပါတယ်ဒီလိုသက်ရှိတွေအကြောင်းတဘဝပေါက်ပင်တွေအကြောင်းတဘဝဖြစ်စဉ်တွေအကြောင်းကိုသိကျင်တယ်ဆိုရင်တော့ကျွန်တော်တို့ Living Nook Channel ကို Subscribe လုပ်ထားပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်ကဲစလိုက်ရအောင်ဒီကမ္ဘာပေါ်မှာလူသားတွေအတွက်အသက်ရှင်သန်နိုင်စွမ်းပိုမြင့်တဲ့တတဝါရှိလားလို့မေးရင်အဖြေကခမားတို့အိမ်သားထဲမှာမိဖို့ကြောင့်ထဲမှာရှိနေတဲ့ပိုးဟက်တွေပါပဲလူတွေကသူတို့ကိုယွန်ကြတယ်ကြောက်ကြတယ်ဖနှန်းနဲ့ရိုက်တက်ကြတယ်ဒါပေမဲ့ခမားသိလားခမားတို့ကျွန်တော်တို့ဒီကဘာပြက်ွယ်ဝိုင်းရင်အောင်သူတို့ကတော့ကြံနေကြအောင်မှာပါပဲဟုတ်တယ်ဒီနေ့မှာတော့ပိုးဟက်တွေရဲ့ကြောက်စရာကောင်းတဲ့စွမ်းရည်တွေကိုပြောပြဝါမှာပဲဖြစ်ပါတယ်ပထမဆုံးတစ်ချက်ကတော့တကယ် horror ဇာတ်ကားတွေကအတိုင်းပါပဲပိုးဟက်တကောင်ဟာသူ့ခေါင်းပြတ်သွားခဲ့ရင်တော့ချက်ချင်းမသေးပါဘူးသူတို့ကနှာခေါင်းနဲ့အသက်မရှူဘူးခန္ဓာကိုယ်ဘေးကအပေါက်ကလေးတွေနဲ့အသက်ရှူတာပါဒါကြောင့်ခေါင်းမရှိပဲတပတ်ကနေ10ရက်အထိဆက်ပြေးနေနိုင်ပါတယ်သူတို့ဘယ်လိုတည်သွားလဲသိလားအစာစားလို့မရတော့ငက်ပြတ်သွားတဲ့အချိန်မှတည်သွားတာပါဒုတိယတစ်ချက်ကတော့ဒုံးကျည်တန်းခံနိုင်ရည်ဖြစ်ပါတယ်နျူကလ িয়ার စပွဲဖြစ်လို့ကဘာကြီးပျက်စီးသွားရင်တော့ပိုးဟက်တွေကပြုံးနေအောင်မှာပါသူတို့ဟာလူသားတွေထက်ဓာတ်ရောင်ခြည်တန်းကို15ဆလောက်ပိုခံနိုင်ရည်ရှိပါတယ်ပောက်ကွဲမှုဗဟိုချက်မှာမရှိနေသေးသူတို့ကတော့ရှင်နေအောင်မှာပါပဲ3နေကြလို့အမြန်နှုံးခမားဖနန်းနဲ့ရိုက်ဖို့ပြင်လိုက်တိုင်းသူတို့ကဘလို့သိနေတာလဲပိုးဟက်တွေရဲ့တုံ့ပြန်မှုနှုန်းကတစ်စက္ကန့်ရဲ့အပုံ40ပုံတပုံပဲကြာပါတယ်ဒါတင်မကပါဘူးသူတို့ဟာတနာရီကို3မိုင်နှုန်းနဲ့ပြေးနိုင်ပါတယ်ဒါဟာသူတို့ရဲ့ကိုယ်ထဲအရွယ်အစားနဲ့ချင်းရင်လူတစ်ယောက်တနာရီမိုင်200ပြေးနှုန်းနဲ့ပြေးနေတယ်လို့ပဲတအားမြန်တဲ့ Supersonic အမြန်နှုန်းမှာ4အရာရာကိုစားတောက်နိုင်စွမ်းသူတို့အတွက်အစားအသောက်ရွေးတယ်ဆိုတာမရှိပါဘူးခမင်းကြံဟင်းကြံတင်မကဘူးစက်ကူကော်တရေဘတ်စက်ပြနောက်ဆုံးခမားရဲ့သပင်ကိုတော့သူတို့စားသုံးနိုင်ပါတယ်သူတို့ကကဘာပေါ်မှာအဆိုးဆုံးအခြေအနေတွေကိုရင်ဆိုင်ဖို့တိစောက်ထားတဲ့ survival machine တွေပါပဲဒါကြောင့်နောက်တစ်ခါပိုးဟက်တကောင်ကိုတွေ့ရင်ယွန်နေုံတင်မဟုတ်ပဲတက်တန်းနှစ်ပေါင်း300ကျော်ဒိုင်နိုဆောမျိုးစိတ်တွေထက်ပို့ပြီးတော့ရှင်သန်ခဲ့တဲ့ဒီမတေမျိုးတရဝါတွေရဲ့စွမ်းရည်ကိုတတိရလိုက်ပါခမောကောပိုးဟက်ကိုဖနန်းနဲ့ရိုက်တက်ခဲ့တဲ့အထိတက်သိရှိရလားကွန်မန့်မှာရေးခဲ့ပေးပါ